ပြည်သူများလုံးပဲမင်္ဂလာပါ MM Audio Book Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူလွင်ဦးဟန်ရေးသားထားတဲ့ချစ်လွန်းလို့ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစခင်မှာပရိသတ်တွေကကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျလွန်ခဲ့တဲ့1981-82ခုနှစ်လောက်ကဆိုတော့ကြာတော့ကြာပြီပေါ့ဗျကြာခဲ့ပြီမဲ့လည်းအခုချိန်ထိမေးလို့မရလို့နိုင်တဲ့အဖြစ်အပျက်တစ်ခုပါအဲ့ဒီတော့ကကျွန်တော်တို့တက်က19နှစ်ကျော်ရွယ်ပြီပေါ့ကျွန်တော်သိချင်ပါတယ်ကိုနေလေးအောင်ပြောပြပါမယ်ဗျာပြောပြချင်လို့ဆရာဟုတ်တွေကိုတောင်းဆိုခဲ့တာပါကျေးဇူးတင်ပါတယ်ဖြစ်ရမယ်ဆိုတော့ပို့ပြီးစိတ်ဝင်စားပါတယ်ကျွန်တော်လည်းမအားလက်တဲ့ကြားစိတ်ဝင်စားလို့ကိုလင်လင်းအောင်လက်ခံတွေ့ဆုံခဲ့တာပါကိုလာမိုးရဲ့ကျေးဇူးကြောင့်ဆရာကိုတွေ့ဆုံခွင့်ရတဲ့အတွက်ကိုလာမိုးကိုရောဆရာကိုရောကျေးဇူးတင်ပါတယ်ဗျာရပါတယ်ခင်ဗျအဖြစ်ပြက်လေးပြောပြပါလားခင်ဗျဟုတ်ကဲ့ဆရာနေရက်နဲ့ကျွန်တော်ရဲ့နာမည်တွေကိုတော့အမှန်တိုင်းရေးပါနဲ့လို့မေတ္တာရပ်ခံပါတယ်စိတ်ချပါခင်ဗျနေရက်မှန်တိုင်းမရေးပါဘူးကျွန်တော်ကတော့ပြောတတ်တယ်လို့ပဲပြောပါမယ်ဆရာအဆင်ပြေတယ်လို့ရေးပါခင်ဗျဟုတ်ကဲ့ပြောတတ်တယ်လို့သာပြောပါပြောရမှာရှက်လေရှက်တယ်တိတ်ခါကြမှာရောကျွန်တော်တို့ပေါ်တမျိုးမြင်မှာကိုရောစိုးရိမ်ပြီးဖြစ်ရမှန်မို့ဆရာကိုပြောပြချင်ပါတယ်ကိုလင်လင်းအောင်ရဲ့တိတ်ခါမကြစေဘူးကျွန်တော်တာဝန်ယူပါတယ်ဘလို့မှမမြင်ပါဘူးကျေးဇူးတင်ပါတယ်ဆရာချူချာဆန်းချေပြီးဘသူမှမယုံနိုင်ဘလို့မှလက်မခံနိုင်လောက်အောင်ဖြစ်တဲ့ဖြစ်ပျက်ကိုကျွန်တော်ပြောပြပါမယ်မဲလမှုဖျားပွဲတော်ပွဲစည်းတန်းကိုနေလင်းအောင်နဲ့စော်မင်းထွန်းတို့နှစ်ယောက်ဘတ်စကားပေါ်ကကြည့်ပြီးသဘောကျနေတယ်ဈေးဆိုင်တန်းများကမဲလမှုဖျားရှိကနေနှစ်ရက်ကွက်ဈေးကြော်လွန်တဲ့အထိနေရလွတ်မရှိအောင်စောင့်လုပ်ထားကြတယ်အဒီနေ့ပိုစီလိုပဲတော်နေတယ်ဟုတ်တယ်စော်မင်းတို့မိုးမင်းဆက်လေတွင်းနေဆိုတော့စီပြီပေါ့မနေ့ပြန်စနေနေ့ဆိုတော့ဒီနေ့ကဘယ်လိုလဲဒေါ်လေးကဦးငယ်စီလိုက်တော့လွတ်လွတ်လပ်လပ်ကဲလို့ရပြီဟုတ်တယ်လှုပ်လိုက်လေထုံးလာနိုင်မို့ကွာအမကြီးနဲ့9နာရီထိစားချက်ပြလာအောင်မယ်ကွာစားချက်ပြီးတော့မှအစီအစဉ်ဆွဲကြတာပေါ့တော်ကြအမစားမချက်ဘူးဆိုပြီးဒေါ်လေးရောနဲ့ပြန်တိုင်နေုံပဲအမတယောက်တည်းထားလိုက်လို့ဖြစ်ပါမလားသူ့ကိုပြောသွားမယ်လေကွာအရင်ကလည်းသူပဲတကားထောက်ဖွင့်ပေးနေကြပဲအောင်အနေမရှိတော့သူတယောက်တည်းနေရပါမလားလို့စိုးရိမ်တာပါဘူးမနေနဲ့မနေရင်ပြောလိုက်မယ်ပြီးတော့ကွာလေလင်းအောင်နေဇော်မင်းကျွန်းတို့ကမဲလမှုဖျားနေအနှဲငယ်သွားဝေးတဲ့ရက်ွက်တစ်ခုမှာအတူနေထိုင်ကြတဲ့တက်တူရွယ်သူဝမ်းခွဲညီကိုတွေဖြစ်ကြတယ်ဇော်မင်းကျွန်းတို့ရဲ့မိဘနှစ်ပါးကရန်ကုန်ဒလကတိုးတံပံမောက်ရဲ့အသေးဆုံးသွားကြပြီးနောက်လေလင်းအောင်ရဲ့မိခင်ကဇော်မင်းကျွန်းတို့မောင်နှမနှစ်ယောက်ကိုခေါ်ယူစောင့်ရှောက်ခဲ့ပါတယ်ဇော်မင်းကျွန်းနဲ့နေလင်းအောင်တို့ကညီကိုဝမ်းခွဲဆိုတော့လေညီကိုရင်းလိုလည်းဖြစ်နေတဲ့ပြင်တငယ်ချင်းလိုလည်းဖြစ်နေခဲ့ကြလေလေလင်းအောင်မှာမောင်နှမရင်းချမရှိပေမဲ့ဇော်မင်းကျွန်းမှာအမတစ်ယောက်ရှိပြီးဇော်မင်းထွန်းရဲ့အမအေးတန်နာကဒေတာကောင်းလိမ့်နဲ့မှာတတိယနေ့တက်နေသူဖြစ်ပါတယ်။နေလျောင်တို့တယောက်ကဝါသနာတူညီကြတာကြောင့်တွဲဖက်ညီကြတယ်။အပျော်ပါမကြတာကြောင့်10တန်းနဲ့ဇက်တိုက်ကြာရှုံးတာကြောင့်ယခုနှစ်မှာအပြင်ကဖြေဆိုကြမဲ့ចောင်းသားတွေလည်းဖြစ်ကြတယ်။ရန်ကုန်မြို့ကနာမည်ကျော်ကျူရှင်တွေမှာတင်ယူနေကြပြီမဲ့အပျော်ပါလိုက်စားလွန်းတာကြောင့်10တန်းကို2နှစ်ဇက်တိုက်ကြာရှုံးကြရတယ်။အပျော်ပါမတဲ့ပြင်အတောက်စားနဲ့မိမလည်းမကင်းကြပြီ။မဲလမှုဖျားပွဲတော့ပြုလုပ်တဲ့နှစ်တိုင်းနေလျောင်နေဇော်မင်းထွန်းတို့ပွဲစည်းကိုညစဉ်ရောက်ကြတယ်။ည7နာရီလောက်မှပွဲစည်းကိုလာရောက်လေပတ်ပြီးည7နာရီမှအိမ်ကိုပြန်ကြတယ်။ပွဲစည်းကိုညစဉ်လာရခြင်းကမြာပွေယုံတက်တာဖြစ်ပါတယ်။တခါတည်းမှာဇက်သက်ပင်နှစ်ပါးသွားကမိတ်ချင်းမှရောက်လာတတ်ပြီးနောက်ပိုင်းဇက်ထုတ်ကနီးမှအိမ်ပြန်တက်ကြတယ်။ဇက်ရုံထဲမှာပွဲလာကြည့်ကြတဲ့မိန်းကလေးများကိုပိုးပန်းယုံတက်မဟုတ်ဘဲခန္ဓာကိုယ်ကိုတိုးထိပုတ်သက်ခြင်းတွေကိုလည်းလုပ်တဲကြပါတယ်။အလုံးမတူတော့လဲအရှက်နဲ့တိတ်ခါကြောင့်ငြိမ်နေရတဲ့မိန်းကလေးများကိုမိမိတို့ဘက်ကိုပါတီမတ်နဲ့တာယာတက်ကြတယ်။အမျိုးကောင်းသမီးများသာမကပြည့်တဲ့စာများကိုပင်ရရင်ရသလိုအခွင့်အရေးယူတတ်ကြတယ်။ဒါကြောင့်လဲယခုဇလန်ဖြစ်တည်လာရလျော်တယ်။မဲလမှုဖျားပွဲတော်ကအလွန်စီကားတိုင်မြိုင်နေပါတယ်။စိန်မာတင်နဲ့သားမိုးဝင်းစက်တပင်ရုံရှိမှတိတ်တိတ်တိုးနေကြပြီးပွဲစည်းနဲ့တခြားကြက်ပြဲမကြအောင်စီကားလာတယ်။ပွဲစည်းနဲ့ဆာဆုံခောက်ထုတ်ခောက်ပြင်လျှောက်ကအချောလာတွေကိုပိုးပန်းရင်းနေလင်းအောင်တို့နှစ်ယောက်ခြေကုံလက်ပန်းကြလာတယ်
ဘယ်လိုလုပ်ကြမလဲနေလျောင်ငါတော့ချက်တော့ဒီညောင်းနေပြီဘုံကြီးလမ်းမှာရောက်တော့ကြမယ်ဖျားဝဲရှိလို့ရက်ဆိုင်နေဖွင့်မှာမဟုတ်ဘူးကြောက်ရည်တွင်မှာသွားတော့ကြမယ်ကောင်းတယ်ကွာငါမှပတ်စံပါတယ်ငါတိုက်မယ်ငါမှလေးပါပါလေကွာဝကူဒီနေ့ငါတိုက်မယ်မပြန်မင်းနဲ့ညီကိုချင်းပြောနေကြလားကွာအေးအေးဆေးဆေးအရက်ထိုင်တော့ကြမယ်လူရှင်းတော့မှပွဲစီကိုပြင်ကြမယ်စိတ်ုံနေဝေးအောင်လားအခြေလေးရပါကွာတောင်းဆိုကွာရဲတောင်ရင်ပြောကြတာပေါ့လေလျောင်တို့နှစ်ယောက်ရေချိန်ကားချိန်မှာည7:00နာရီကျော်နေလေပြီလေလျောင်ငါတို့ပွဲစီပဲရှောက်ကြရအောင်သွားလေရထားလမ်းကပဲအေးအေးဆေးဆေးရှောက်ကြမယ်ဟာပွဲစီပြန်လေးပြီးကိုမျက်စိစာကျွေးကြမယ်လीကွာဘိုင်းနာလေးလို့ကွာသဘောပေါက်ပြီရထားတန်လန်တစ်ခုကြားမှာရှောက်လာကြရင်နေလင်းအောင်ကအလေးဆွေးရမယ်နေရာကိုရှာဖွေနေမိပါလေလုံးချင်လေလှုပ်တော့လीကွာနေရာရှာနေတာကွာမင်းကလည်းခွေးကြနေတာပဲအီးတခါပါကိုနေရာရှာရတာနဲ့နေရာတွေ့ပြန်တော့ပတ်ချလှည့်ရတာနဲ့ဟာဟိအောင်အီးပါနေတော့ဖေးကိုငွေပေါက်မှာစိုးလို့ကွာအစောကလေးကဆိုင်မှာခွင့်တော်ပြီးရှင်းလိုက်ရင်ပြီးရောကွာမဟုတ်ဘူးလူပေါင်းစုံသွားတဲ့အိမ်တော်မသွားချင်ပါဘူးကွာဒါတော့ယုံနေလူပေါင်းစုံနဲ့ဆက်ဆံထားတဲ့ဟာတွေကြတော့မယုံဘူးဒါဟိုကမဆိုင်ဘူးရှင်းစရာရှိတာမမြင်ရှင်းကွာနေရာရှာတာနဲ့တင်မယ်လမှုဖျားနာရောက်တော့မယ်အေးကွာဟိုနာယထာတန်လန်းပြီးမှပဲသွားတော့မယ်ကွာဟဲ့အောင်ပြောတော့ငွေကိုင်းမှာကြောက်တယ်ဆိုလေကွက်တဲ့ဆင်းရသလားယထာတန်လန်းပေါ်မှာပါတော့ဘာဖြစ်လို့လဲမင်းရှိနေထွက်မှာမဟုတ်ဘူးငွေမကိုက်ပဲတရေမမင်းတို့တွေပြီးလိုက်လာနေအောင်မယ်အခုနေတရေမလာလေချစ်ပလိုက်မယ်တရေမတော့អော်ပြီးသွားမယ်တကယ်လားနေလေမင်းကမယုံလို့လားကဲဒီနားမှာတရေမချောချောလှလှလေးရှိရင်တွေ့ချင်လို့ပါအားရပါရချစ်ပင်ရစေတကယ်လားမှထွက်မပြေးနဲ့နော်မပြေးဘူးဟိယတရေမတော့မှမခွဲနိုင်မခွာရဖြစ်သွားပြီတရေမဖိုက်ကြီးတာမင်းမြင်ဘူးသွားစေရမယ်မရောက်တော့ဘူးထွက်တော့မယ်ကွာယထာတန်လန်ပြီးမှလေကွက်သေးကိုပြေးဆင်းသွားတဲ့နေလင်းရကိုကြည့်ပြီးဇော်မင်းတို့ကရီမော်လိုက်ပါရီအခင်းကြီးသွားနေတဲ့နေလင်းရကိုထိုင်ဆောင်ရင်းအိတ်ကက်သေးကရွှေပီဆိုးစီပေါလေးကိုထုတ်ကမင်းကြီးမဲ့ပြုစဉ်မလန့်မကန်းကနေရာတခုကိုတတိထားမိတယ်အရိယာကယထာတန်လန်ပြီးကတန်လန်ပြီးပေါ်တက်လာပြီးမယ်လမှုဖျားဘက်သွားနေတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါရီလူသားလူလာပြက်နေတဲ့ယခုလိုချိန်မျိုးတယောက်တည်းသွားလာနေတဲ့အမျိုးသမီးကအမျိုးကောင်းသမီးတစ်ယောက်မဟုတ်နိုင်ကြောင်းဇော်မင်းတွန်းတွက်ဆလိုက်တယ်။နေလျောင်ခွင်တွေ့ပြီကွာ။ဘာခွင်လဲဇော်မင်းတွန်းစော်ကွာစော်။ဘေးမလဲ။တန်လန်းပေါ်မှာဒီကွာ။ငါမမြင်ရဘူးကွာ။မမြင်ရလေနေတော့ကွာ။ငါလိုက်ဖန်လာအောင်မယ်။ဟဲ့အောင်ကြည့်လို့နော်။ပြဿနာတက်ကုန်အောင်မယ်။မိမကောင်းဆိုရင်ဒီအချိန်ကြီးယထာတန်လန်းပေါ်မှာတယောက်တည်းသွားပါမလားကွာ။ဖျားပွဲမှာအလုတ်သွားဆင်းမဲ့ဟာပဲဖြစ်မှာပေါ့။နေပြီးရင်လိုက်လာခဲ့ငါလိုက်ဖန်မယ်ခဏဆောင်လေကွာမဆောင်တော့ဝေးအောင်လိုက်လာခဲ့တော့ငါအခုပြီးပြီလိုက်ခဲ့မယ်ဇော်မင်းတို့ကဆေးပေါင်းလေးကိုမြေကြီးပေါ်ကိုထိုးသိက်ကမီးတက်လိုက်ပြီးအမျိုးသမီးနောက်ကိုပြေးလိုက်သွားတယ်လေလျောင်ကလည်းခင်းကြီးသွားနေခြင်းကိုပြီးတက်ကကထားတန်လန်းပေါ်ကိုပြေးတက်ပြီးဇော်မင်းတို့နောက်ကိုပြေးလိုက်သွားတယ်အမျိုးသမီးကိုမိလူမိခင်နေရာရောက်တဲ့အခါအမျိုးသမီးကနောက်ပြန်လှည့်ကြည့်လိုက်တာကြောင့်လေလျောင်တို့နှစ်ယောက်ခြေလမ်းနေတုံကနေရက်သွားလေတယ်အမျိုးသမီးနဲ့နေလင်းအောင်တို့အကွာဝေးက10ကိုင်းအကွာဝေးများသာရှိနေတဲ့ပြင်လာရောင်ကြောင့်အမျိုးသမီးကိုတဲတဲကွဲကွဲမြင်တွေ့နေရပါတယ်။စပိန်ကိုကျောနယ်ကြီးဖြန့်ချထားတယ်။အင်ဂျင်နဲ့ထမိန်ရောင်ကိုမတဲကွဲပေမဲ့ဖြူဝင်းနဲ့အသားရည်ကိုတော့အသေးချာမြင်တွေ့နေရပါတယ်။စမိန်တို့ငါတို့ရက်ကြည့်နေတယ်။မင်းပြောသလိုဟုတ်ပါမလား။ဒီနားမှာတီကားရှင်ကြောင်းတွေရှိတယ်ကွာ။ပြဿနာတက်နေဦးမယ်။မင်းအသာနေစမ်းပါကွာငါလှုပ်ရှားကြည့်မယ်။မဟုတ်ရင်တော့လေsorry ပါကွာ sorry မဟုတ်ဘူးဆိုတော့ကတော့လို့ပြောရမှာငါတို့ထက်အသက်ကြီးကြီးရင်မီလို့ကောင်းတာပေါ့ကွာအတွေ့အကြုံပိုများတော့မကောင်းဘူးလားဒီနာမျိုးသမီးဖြစ်မှာစိုးလို့ပါမင်းကွာကြောက်ရင်နောက်ဆုတ်နေဇော်မင်းတို့ကမျိုးသမီးနာကိုတဖြည်းဖြည်းရှောက်သွားနေပြီမဲ့နေလင်းရောက်ကနေရာမှာတင်ရက်နေခဲ့ပါရီဇော်မင်းတို့နဲ့မျိုးသမီးတို့တီးတို့ပြောဆိုနေကြပြီမဲ့ဇက်သမိန်ကပြန်လွှင့်လာတဲ့တခြင်းတန်တွေကြောင့်နေလင်းရောက်မကြားရပြီခဏကြာမှဇော်မင်းတို့ကနေလင်းအောင်ရှိရာကိုပြန်လျှောက်လာလေတယ်။ဇော်ရမိုက်တယ်ကွာ။မင်းကိုကြိုက်တာလေ။သွားရ။ငါမလုပ်ရဲဘူး။တော့ကြာပြဿနာတက်နေအောင်ပဲ။မင်းရမင်းအစင်မရလှုပ်ရှားကွာ။တကယ်နော်င
နောက်မှနှိုင်ပြီးရမျိုးမလုပ်နဲ့တကယ်ဒါဆိုငါသွားပန်ကြည့်လောက်အောင်အမျိုးသမီးထံကိုဇော်မင်းထွန်းပြန်လှည့်သွားပြီးမကြမီနေလင်းအောင်စီကိုပြန်ရောက်လာပါတယ်အစင်ပြေသွားပြီတော်တော်စီးရုံးလိုက်ရတယ်မတင်ဟုတ်ပါလားအကြံပန်မဟုတ်ဘူးကွာအမှန်အကန်ကွာဟုတ်လို့လားကွာမင်းပြောတော့ဒီလိုချိန်မှာတယောက်တည်းသွားလာနေတာမိမကောင်းမဟုတ်ဘူးဆိုတော့အတပြားအတွက်မဟုတ်ဘူးဟာလောက်ဆိုဘောပေါက်ပြီကွာကဲငါ့ဟိုနားဆောင်နေလာမကြည့်နဲ့နော်မင်းတော့ဘေးကားကြလို့လေဒီနားမှာပဲလှုပ်ရှားမယ်ကွာရပြီလေငါဆောင်နေပြီပကုံးပုတ်ပြီးအမျိုးသမီးစီလှည့်သွားတဲ့ဇော်မင်းထွန်းကိုနေလင်းအောင်မကြည့်ဖြစ်ပါနေလင်းအောင်ရဲ့မျက်လုံးတွေကလက်ပြနှုတ်ဆက်နေတဲ့အမျိုးသမီးချံပါသာရှောင်းနေတယ်အမျိုးသမီးရဲ့ခန္ဓာကိုယ်ကတင်းတင်းရင်းရင်းနဲ့ပရိသတ်တို့ကြိုက်ခန္ဓာကိုယ်မျိုးမို့ဇော်မင်းထွန်းတယောက်ကံကောင်းပြီလို့နေလင်းအောင်တွေးနေမိတယ်ဇော်မင်းထွန်းကအမျိုးသမီးရဲ့ခါကိုဖက်ပြီးတန်လန်းပေးကခြုံတစ်ခုကိုခေါ်သွားတဲ့အခါနှမျောတသားစွာနေကြည့်ရင်တတွေးမြူချလိုက်ရလေတော့တယ်ဇော်မင်းထွန်းကိုစောင့်နေခဲ့သည်မှာ45မိနစ်ခန့်ကြာမြင့်ခဲ့တော့နေလင်းအောင်စိတ်ပူလာတယ်ဇော်မင်းထွန်းနဲ့မျိုးသမီးတို့ထွက်သွားတဲ့နေရာကိုမြင်တွေ့နေရပြီမဲ့လှုပ်ရှားမှုတစုံတရာမမြင်ရတာကြောင့်သွားကြည့်တဲ့မသိချင့်ချိန်နေသွားကြည့်တဲ့မကြည့်တဲ့ချင့်ချိန်နေတယ်သို့တော်လည်းတစုံတစ်ခုဖြစ်နေပါကပြဿနာကြီးထွားမယ်ဆိုတော့ကြောင့်သွားရောက်ကြည့်ရှုဖို့ဆုံးဖြတ်လိုက်ပြီးအဲ့ဒီနေရာမှာထားကဇော်မင်းထွန်းနဲ့အမျိုးသမီးတို့ရှိနေကြတဲ့ခြုံတော်စီကိုခြေတန်းလုံးအောင်နင်းကချင်းကပ်သွားလိမ့်တယ်ခြုံတော်တွေကိုချောင်းကြည့်လိုက်ရှင်မထင်မှတ်တဲ့မြင်ကွင်းကြောင့်ကြောက်လက်တကြားအော်ဟစ်လိုက်ပါရဲ့နေလင်းအောင်ရဲ့ထိတ်တလန့်အော်ဟစ်လိုက်တဲ့ကြောင့်ဇော်မင်းထွန်းရဲ့ကိုယ်ပေါ်မှာခွာစီထားပြီးမျက်နှာကိုရှည်လျားတဲ့ရှာနဲ့ရက်နေတဲ့အရာကြီးကလှည့်ကြည့်လိုက်တော့ကြက်သိန်းမွေးညင်းနေချကနောက်ကိုခုံဆုံလိုက်တယ်နေလင်းအောင်မြင်တွေ့လိုက်ရတဲ့အရာကြီးကဇော်မင်းထွန်းနဲ့တူလိုက်ပါသွားတဲ့အမျိုးသမီးမဟုတ်ပဲစပိန်နေပါရောက်ကပါလန်ကျန်းနေပြီးခန္ဓာကိုယ်ကအယိုးစုတာတာဖြစ်နေတဲ့ပြင်မျက်နှာကလည်းအလွန်ကြောက်စရာကောင်းနေတယ်ကြောင်းတဲ့တကြားနေထွက်ပြေးရပြင်လိုက်ပေမဲ့ဇော်မင်းထွန်းကိုပြစ်ထားခဲ့ရမဖြစ်နိုင်တာကြောင့်အရေးဆုံးကခြုံထဲပြေးဝင်ပြီးတရေမကိုကန်ကြောင်းလိုက်လေတယ်သို့တော်လည်းနေလင်းအောင်ရဲ့ခြေထောက်ကလေတူးကိုသာကဲမိပြီးဟန်ချက်ပြက်ကဇော်မင်းထွန်းရဲ့ကိုယ်ပေါ်ကိုပက်လက်လန်လဲကျသွားလိမ့်တယ်ဇော်မင်းထွန်းရဲ့ကိုယ်ပေါ်ကိုရှိန်နဲ့ပြုတ်ကျသွားစဉ်အယိုးစပင်တွေဖွာလန်ကျင်းနေတဲ့တရေမကိုကြောင်းတဲ့တကြားနေကြည့်လိုက်တဲ့အခါတဖြည်းဖြည်းနဲ့အမေးမေပြောက်ွယ်သွားသည်ကိုအမြင်တွေ့လိုက်ရပါတယ်ဇော်မင်းထွန်းပကုံးကိုကိုင်းလုံးပြီးနှိုးရမရတာကြောင့်ပါးနှစ်ဖက်ကိုဘဲပြင်းကြားပြီးရိုက်လိုက်တဲ့အခါမှမျက်လုံးတွေလှုပ်ရှားလာတယ်။ရောက်မြန်ထအိမ်မြန်ကြမယ်။နေလင်းအောင်ကအကြောင်းတောင်ဖြစ်နေတဲ့ဇော်မင်းထွန်းကိုဆွဲထုတ်လိုက်ပြီးပစိုးကိုအမြန်ဝစ်ပြီးကဂျိုင်းရောက်ကနေပကုံးရှို့ထမ်းပြီးအဲ့ဒီနေရာကနေအမြန်ထွက်လာခဲ့ပါတယ်။လမ်းမကြီးပေါ်မှာစပွဲကပြန်လာကြသူတချို့ထံကစကားပြောတဲ့ကိုအတိုင်းသားကြားနေရတယ်။လူတန်သူတန်ကြားတဲ့အခါမှာဇော်မင်းထွန်းရဲ့အခြေအနေကပုံမှန်ပြန်ဖြစ်လာခဲ့တယ်။တတိယလာပြီလားဇော်မင်းတို့ခါမဖြစ်နေလို့လေမင်းဘာဖြစ်တယ်ဆိုတာမသိဘူးလားသိတယ်ဘသူမှပြန်မပြောနဲ့မပြောပါဘူးကွာမင်းကတိတီးပါစီကွာစိတ်ချစမ်းပါကွာမပြောပါဘူးချစ်ဖို့ကောင်းလိုက်တာဇော်မင်းတို့ကကနွဲကလျားနဲ့နေနေအောင်ရဲ့ပါးတစ်ဖက်ကိုလိမ့်ဆွဲလိုက်ပါရဲ့ဟဲ့ညီကိုချင်းမှာဖြစ်နေရတယ်နာရွက်နေသေးတယ်ဘာဖြစ်ဘူးမင်းသာကတိတီးပါစီဒီနေ့ညကြောင်ဘသူ့ကိုမပြောပါနဲ့စိတ်ချစမ်းပါကွာမပြောပါဘူးအိမ်မောကြနေရမှာကြောကုန်းကိုထုနဲ့ခံလိုက်ရတာကြောင့်နေလင်းအောင်လန်ထိုးသွားပြီးထထိုင်လိုက်တဲ့အခါနဘေးမှာထိုင်နေတဲ့ဇော်မင်းထွန်းကိုမြင်လိုက်ရတယ်ဟဲ့ဘာဖြစ်လို့ငါကြောကိုရိုက်ရလဲဘာမှဖြစ်ဘူးဒေါသထွက်လို့မမေဘာဖြစ်နေရလဲအိမ်မက်မက်နေရလားကွာပြန်မအိပ်ဘူးခြေတော်ထဲကထွက်သွားတဲ့ဇော်မင်းထွန်းကိုနားမလည်သလိုကြည့်ပြီးပြန်အိပ်ရန်ပြင်လိုက်ချင်းဇော်မင်းထွန်းတို့မောင်နှမစကားများနေကြတဲ့ကိုကြားလိုက်ရတယ်။ပြန်အိပ်ရန်မဖြစ်နိုင်တော့တာကြောင့်အိယာတဲကလူလေထကဇော်မင်းထွန်းတို့စီထသွားရတယ်။အဲ့ဒါဘသူဖွင့်တာလဲ။ဟိုဘက်အိမ်ကဖွင့်နေတာဘာဖြစ်လို့လဲ။ဘာဖြစ်ဘူး။နားနီတို့ပိတ်ပေးစမ်း။ဟေးသူများအိမ်ကဖွင့်ထားတာကိုသွားပိတ်ခိုင်းလို့ရမလား။ကြောင်ဇော်မင်းတို့ဘာဖြစ်နေရလဲ။နားကြီးလို့မင်းရတယ်ကွာသူများအိမ်ကဖွင့်တာပဲငါပိတ်ပြီးအိပ်ပါလားအေးလေအိတ်ချင်မှုတို့နဲ့ဘာဖြစ်နေလဲမသိဘူးသူများအိမ်ကဖွင့်တာကိုရန်ရှောင်နေသေးတယ်ပြန်အိတ်ချင်အိတ်ကွာဇော်မင်းတို့ကနေလင်းအောင်ကိုမကြည်မနှက်ကြည့်ပြီးအိတ်ခမ်းလေးကိုဝင်သွားလျော်တယ်ဇော်မင်းတို့
မဘာဖြစ်နေရလဲစာချက်ပြီးရင်ဖျားပွဲကြီးရှောက်ကြမယ်လေစာမချက်ပဲငုံငငိုင်ဖြစ်နေတဲ့ဇော်မင်းထွန်းကိုနေလင်းအောင်ကမေးလိုက်ပါတယ်ငါမေးရဖြစ်အောင်လေကွာမင်းဘာဖြစ်နေရလဲဘာဖြစ်ဘာမှဖြစ်နေတယ်စာမင်းမြန်ချက်စာချက်ပြီးရင်ဖျားပွဲကြီးသွားကြမယ်ငါမသွားချင်မင်းလည်းမသွားနဲ့ဘာဖြစ်ရပြန်တာလဲဟဲ့အောင်မနေ့ကဟိုစော်ကြီးနဲ့ပြန်တွေ့ချင်တွေ့မှာလေအဲ့လိုမျိုးပြောလိုက်တဲ့အခါနေလေးအောင်ကိုဇော်မင်းထွန်းကအသေးချကြည့်ပြီးမျက်နှာမဲပြလိုက်တယ်သူကမင်းကိုကြိုက်တာအမလေးမလုပ်ပါနဲ့ကွာမင်းကကြောက်လို့လားမကြောက်မဲနေမလားကွာကတိတီပါစေဘယ်သူမှမပြောပါဘူးကွာစိတ်ချစမ်းပါတော့မှလားမတော်ဘူးလားဟဲ့မတော်လို့ခဏခါပြောရမှာလေပြီးရောနေပုံစံကိုမှန်နေမှာပြန်ကြည့်အောင်ရအောင်အချောင်းနဲ့တူးနေပြီအဲ့ဒီညကဖျားပွဲကိုမသွားတော့ပဲလမ်းထိပ်ကိုခဏထပ်ပြီးဆေးလိပ်ဝေကည9နာရီခန့်ပြန်လာပြီးအိယာစောစောဝင်ခဲ့ကြလိမ့်တယ်မောင်လေးအမဘာတူလဲအမကမောင်လေးမြင်ဘူးပါတယ်ဘယ်မှာမြင်ဘူးလဲဆိုတာစဉ်းစားပါဦးအမျိုးသမီးကိုနေလင်းအောင်ခြေစိုးကောင်းဆုံးတေချာကြည့်လိုက်တယ်စပိန်ကိုကြောလေတီဖားလျားချထားပြီးဖမ်းအောင်လက်ပြအင်ဂျင်နဲ့လီနီယောထမိန်ကိုခြေသလုံးသားပေါ်တဲ့ထိဝစ်စင်ထားတယ်ချောမောလာပါသူတယောက်မှဟုတ်တော်လဲကြည့်ပျော်ရှုပျော်ရှိပြီလေအမျိုးသမီးရဲ့တက်က30ဝန်းကျင်ခန့်ရှိမယ်လို့ခံမှန်းလိုက်တယ်လက်မောင်းသားနဲ့ခြေလုံးသားတွေကဝင်းဝါဆူပြေနေတယ်ခန္ဓာကိုယ်ကတင်းတင်းရင်းရှိပြီးအမိုးအမောက်အကွေးကောက်တွေကဆွဲမွက်ဖွယ်ကောင်းနေပါလေအမောက်ကိုကျွန်တော်တကယ်မသိဘူးတကယ်လားဟုတ်ကဲ့တကယ်မသိတာပါမင်းညယထာတန်လန်းပေါ်မှာအမောက်တို့တွေ့ခဲ့ကြတယ်လေအမတော်မောင်လေးကိုလက်ပြလိုက်သေးတယ်ဗျာအဲ့ဒါဟုတ်တယ်အဲ့ဒါအမပဲအမလီဗျာအမမကြောက်ပါနဲ့မောင်လေးကိုတယောက်ကမင်းရဲ့ဒီလားအကိုလားသူ့ကိုအမမကြိုက်မောင်လေးကိုပဲချစ်တာအမလုပ်ပါနဲ့ဗျာအမမောင်လေးကိုဘာမှမလုပ်ပါဘူးကျွန်တော်အမမချစ်ဘူးအမျိုးသမီးကအင်ကြီးကျယ်သီးတွေကိုတလုံးချင်းဆွဲဖြုတ်နေတဲ့အချိန်နေလင်းရောက်ရဲ့မျက်လုံးထဲမှာဇော်မင်းထွန်းရဲ့ကိုယ်ပေါ်ခွာစည်းထားတဲ့တရေမကိုသာမြင်နေပြီးကြောက်လန့်လာတာကြောင့်မျက်နှာလွှဲချလိုက်တယ်မောင်လေးကြောက်နေတာအမသိတယ်အမမကြောက်ပါနဲ့အမကိုကြည်စမ်းမရဲတရဲကြည့်လိုက်မိရဲ့ကဝေစားမဲနေတဲ့အမျိုးသမီးရဲ့ခန္ဓာကိုယ်ကိုမြင်တွေ့လိုက်ရတာကြောင့်နေလင်းအောင်ရဲ့သွေးတွေပွက်ပွက်ဆူသွားသည်ဖြူဝင်းနေတဲ့အသားရည်ရှာကြီးဖုန်ငယ်အသေးသေးတို့ကနေလင်းအောင်ရဲ့ယာကားစိတ်ကိုနှိုးဆွနေကြနေပြီကြောက်ရွံ့တဲ့စိတ်ကဝီးကိုပြေးထွက်သွားပြီးအေးဆက်နေတဲ့သွေးတို့ကပူနွေးလာခဲ့တယ်အနည်းကိုတိုးကပ်လာပြီးပုတ်တက်နေတဲ့အမျိုးသမီးရဲ့အထီတွေတို့ကနေလင်းအောင်ရဲ့စိတ်ရိုင်းကိုနှိုးဆွနေကြတယ်မောင်လေးမမနာလိုက်ခဲ့လက်ဆွဲပြီးခေါ်ဆောင်သွားတဲ့အမျိုးသမီးရဲ့နောက်ကလိုက်ရင်းအမျိုးသမီးရဲ့ခန္ဓာကိုနောက်ပိုင်းလောက်ကိုကြည့်တော့နေလင်းအောင်တယောက်အသက်ရှူမှားမတက်ဖြစ်နေတယ်ခဏကြာမှနေရာတစ်ခုကိုရောက်သွားခဲ့ပါရဲ့အဲဒီနေရာကမိသည့်နေရာဖြစ်ကြောင်းနေလင်းအောင်စိတ်မဝင်စားအမျိုးသမီးထံကကိုသင်းတဲ့နှင့်အတိအတွေ့အယူရရိကြားမှစီးမြော်ရေးကာမမီးပုံတွင်တွေကိုခုံဆင်းလိုက်တယ်ရော်ရင်ဇော်မင်းထွန်းပြောခဲ့တဲ့စကားကအလွန်မှန်ပါရဲ့အမျိုးသမီးကအမှန်ကန်ဟုတ်ယုံသားမကအပြိုစင်တယောက်ပဲဖြစ်နေကြောင်းအတွေ့အကြုံရသိလိုက်တဲ့အခါနေလင်းအောင်တယောက်မအံ့ဩပဲမနေနိုင်တော့ပြီကာမရည်စီးကြောင်းထဲမှာခက်ခဲစွာကူးခတ်ရင်စိတ်အလိုဆန္ဒရှိသမျှဖွင့်အံ့ချလိုက်လျော်တယ်အိယာကနိုးနိုးချင်းနေလင်းအောင်ရဲ့စိတ်တို့ပေါ်ပါလန်းဆန်းနေတယ်အိယာဘေးကလက်ပတ်နာရီကိုယူကြည့်လိုက်တဲ့အခါမနက်9နာရီထိုးတော့မယ်။လက်ဘေးမှာပစိုးချုံကကွေးနေတဲ့ဇော်မင်းထွန်းကိုစောင့်ချုံပေးပြီးမနီဂျာကမှတ်ခဲ့တဲ့အိမ်မက်ကိုပြန်စင်းစားရင်းစမြုပ်ပြန်နေမိတယ်။အမျိုးသမီးရဲ့အပြုစုယူရမှာနေမိုးနေတာကြောင့်နာမည်မမေးလိုက်ရတဲ့အတွက်မကြေမနက်ဖြစ်နေမိတယ်။အဲ့ဒီမှာအိမ်တော်ဖေးကနေတစုံတစ်ခုကြားခွဲတန်ကြောင့်အိယာကလူလဲထားလိုက်ပြီးနောက်ဘေးကိုပြေးသွားလိမ့်တယ်။အမဘာဖြစ်လို့လဲ။ကျမ်းမြေပေါ်ကထမင်းစားကြွေပကံကွဲတွေကိုကြည့်နေတဲ့အေးတန်နာကဘာမှမဖြစ်ကြောင်းခေါင်းခါပြလိုက်ပါရီပကံလို့ကြားလားဘယ်ငါသိမ့်လိုက်မယ်ဒါနဲ့နေဈေးသွားပြီလားမသွားတော့ဈေးသွားရင်သွားလေငါနိုးနေပြီမသွားချင်ဘူးဟာကဲပဲငါတမန်ဈေးလေးလာအောင်မေအမေကဘယ်နေ့ပြန်လာမှလဲဗုဒ္ဓဦးနေ့မှပြန်လာမယ်လို့ပြောသွားတယ်တမန်ဈေးလဲခြင်းလဲလဲလိုက်ဟာငါအခန်းထဲမှာရှိမယ်ဘယ်ဥငွေကြော်တစ်ခုပဲရှိရဲ့ဟာအေးဒါနဲ့နေမကောင်းလားမ
အခန်းထဲကိုဝင်ပြီးတကားပိတ်ကဂျက်ချသွားတာကြောင့်နေလေးရောင်ကတက်မမေးတော့ပဲကြွေပကံခွဲတွေကိုလှဲချင်းနေလိုက်တော့တယ်။ဖျားပွဲစည်းတန်းကိုရှောက်ချင်စိတ်နေလေးရောင်မှမရှိတော့နှစ်ရက်တိုင်ညစဉ်စုံတွေ့နေရတဲ့အမျိုးသမီးရဲ့ကိုသိန်းတန်လေးနဲ့အပြည့်စုံရရမှตาရနေခဲ့နေပြီ။ဖျားပွဲမတော်ရည်ဇော်မင်းထွန်းကလည်းအပြစ်မတင်ဇော်မင်းထွန်းကိုယ်တိုင်ကဖျားပွဲကိုမတော်ချင်ကြောင်းနေလေးရောင်ကိုပြောပြထားပြီးဖြစ်ပြီးဇော်မင်းထွန်းကနေမကောင်းတာကြောင့်ရက်ဆိုင်ကိုပဲမလိုက်တော့တာကြောင့်နေလေးရောင်တယောက်တည်းဆိုင်မပြန်သွားပြီးအိမ်ကိုပြန်လာရနေတယ်။မောင်လေးနေသမင်းမစားတာနေရရှိပြီနော်။နေမကောင်းလို့ပါ။နေမကောင်းရင်လည်းကြိုပြောလိဟာဆံမြုပ်ပြုတ်ပေးလို့ရတာပေါ့။လက်ပြန်ကအကြောင်းတန်းတော့မှာ။ဟုတ်တယ်ရော။မင်းသမင်းစားတာငါမတွေ့ဘူး။ကြာရင်ရှော့သွားမယ်တော့ရအောင်။ဆေးရသွားမလား။ဇော်မင်းထွန်းကအေးတန်တာနဲ့နေလေးရောင်တို့ကိုဘာမှပြန်မပြောတော့ပဲအခန်းထဲကိုဝင်သွားတယ်။အမနေနဲ့နေမကောင်းဆိုဘာဖြစ်လို့လဲ။ကိုရီလက်တီနာနေရလား။ဒါမှမဟုတ်အေးမိရလား။ဘာမှမဖြစ်ပါဘူးဟာ။နေရနေတောက်ပြီးရင်အေးဆေးနေစမ်းပါ။ပုံမေးဒီမေးနဲ့မဆက်ဆူစမ်းပါနဲ့။ငါစီနာနဲ့မေးရပါ။မကြိုက်လည်းမမေးဘူး။နေတို့နှစ်ယောက်စလုံးနေမကောင်းဘူးဆိုတော့ငါ့ကိုကူးမှကြောက်တယ်။နေအိမ်ရင်တကားရီတေချာပေးပြီးမှအိတ်။အေးပါငါတကားရီပိတ်တော့မယ်။နေကိုစိတ်မချအောင်။ငါပိတ်ပါမယ်ဟာ။နေမကောင်းရင်လေအခန်းထဲဝင်ပြီးအိတ်တော့ဟာစိတ်မချစရာရှိတယ်။ပြောဆူနဲ့ပတင်းပေါက်တကားရီနဲ့အိမ်ရှိတကမာကြီးကိုကျက်ချပြီးနေလေးအောင်ထိုင်နေရဲ့အစာကြီးစပွဲဘေးကပတင်းပေါက်ကိုပိတ်နေစဉ်နေလေးအောင်ရဲ့နှာခေါင်းထဲမှာရင်းနှီးတဲ့အနံတစ်ခုကိုရှာမိလိုက်ပါတယ်။အိမ်ကမျိုးသမီးထံကရတဲ့ကိုသိန်းတန်းနဲ့တစ်ထက်တည်းဖြစ်နေတာကြောင့်နေလေးအောင်ရဲ့စိတ်ထဲမှာတမျိုးတမီဖြစ်သွားခဲ့တယ်။အမနေစွတ်တဲ့ရင်မွေးရဘာရင်မွေးလဲ။ဘာရင်မွေးမှမဆွေဘူးပေါင်တာလိမ့်ကြတာ။တကားရီပြီးငါအိတ်တော့မယ်။ဆေးလေးကိုတေးသေးချာချာမိသက်ပြီးမှအိတ်။ဒီပါခဏနေငါလည်းအိတ်တော့မှာ။နောက်ဘေးကဝင်သွားတဲ့အမဝမ်းကဲဖြစ်သူအေးတန်တာကိုကြည့်ပြီးနေလေးအောင်စိတ်ထဲတမျိုးဖြစ်နေတယ်။အေးတန်တာထံကရတဲ့ပေါင်တာနဲ့ကအမျိုးသမီးထံကရတဲ့အနံ့နဲ့တထင်ရလဲတူနေတယ်။အဲဒီနောက်ကိုနေလေးအောင်ဆွဲလန်းနေခဲ့တယ်။အေးတန်တာထံကရတဲ့ရနံ့ကနေလေးအောင်ရဲ့စိတ်ကိုနှိုးဆွပေးလိုက်တာကြောင့်အိမ်မက်ထဲကအမျိုးသမီးကိုတောင်းတလာခဲ့မိတယ်။ကိုတိမြင်ခဲ့ရစဉ်ကကြောင်းလန့်ခဲ့ပေမဲ့အိမ်မက်ထဲမှာမြင်တွေ့နေရတဲ့အမျိုးသမီးရဲ့အထီးတွေ့မှသာတာယာမိခဲ့တယ်။အခုညလည်းအိမ်မက်ထဲမှာတွေ့ဆုံနိုင်ရန်အတွက်အိမ်ရတဲ့ကိုအမြန်ဝင်ကောင်စောင်းချုံပြီးအိမ်မောကျနေတဲ့ဇော်မင်းထွန်းရဲ့ဘေးမှာလဲအိမ်လိုက်လျော်ရီကိုသိန်းနဲ့တင်းပြန်ကိုတဆိုင်မမခံစားရင်းငင်းရိုက်တကောင်လိုဖြစ်နေတဲ့ဆန္ဒကိုလှုပ်ပေးလိုက်ပြီ။ကျောင်းလက်စရာကောင်းတဲ့နာနာဘဝကိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာကြောင့်ကြောက်ရွံ့ခဲ့ပေမဲ့အိမ်မက်ထဲကအမျိုးသမီးကိုတော့ကြောက်ရွံ့ခြင်းအလျင်မရှိတဲ့ပြေညစဉ်ညတိုင်းတွေးဆော်ပြီးချစ်ချင်နေမိတယ်။မောင်မမလေးမောင်လည်းမခွဲချင်တော့ဘူး။အိမ်မက်ထဲမှာအမြဲတွေ့နေရတာပဲမမရဲ့။မမနဲ့အတူလာနေပါလား။မမဘေးမှာနေလို့လေ။မမနဲ့တွေ့ရနေရမှာအတူနေကြမယ်လေ။ဘာမဖြစ်နိုင်ဘူးလေ။မဖြစ်လို့မရအောင်မမအမအောင်ချစ်တယ်။ချစ်တာကိုလက်ခံတယ်။မမနဲ့အတူလိုက်နေဖို့ကဘလို့မှမဖြစ်နိုင်ဘူး။မမကိုမကြောက်ပါနဲ့။မဖြစ်နိုင်ဘူးဗျာ။မမအဲ့ဒီနေရာမှာတယောက်တည်းနေခဲ့ရတာကြာပါပြီ။ဇော်မေထွန်းကိုမှခွာစည်းထားတာမမမလား။ကျွန်တော်မေးတာဖြေလေဗျာ။အမှန်တိုင်းပြောရင်မမကိုမချစ်တော့မှဆွေးလို့ပါ။မမဟုတ်လားမဟုတ်လားဆိုတာပြောပါ။ဟုတ်ပါတယ်မောင်မမနဲ့တူလာနေပါမောင်ကိုရအောင်ခေါ်မယ်မလိုက်ဘူးကျွန်တော်မလိုက်နိုင်ဘူးကြာရီဟိုကောင်လေးတည်သွားလိမ့်မယ်အဲ့ဒါကိုရောသိလားသူ့ကိုအသေးခံမလားမမနဲ့လိုက်မလားဗျာစမိတ်တို့ပြောလားငါသူ့ဘာလုပ်ထားရလဲသူ့အထဲကိုမမခဏဝင်နေတာသူ့ကိုမမမချစ်ဘူးမောင်နဲ့တွေ့ချင်လို့သူ့လိပ်ပြောင်ခဏနှုတ်ပြီးလိုက်လာတာမဖြစ်နိုင်ပါဘူးဗျာဟုတ်တယ်မောင်သူနဲ့မဖြစ်နိုင်လို့ဖြစ်နိုင်တဲ့သူစီကိုဝင်ရတယ်ဟာမမဘာတွေပြောနေရလဲမောင်နဲ့ချစ်ဖို့အတွက်ဟိုကောင်မလေးရဲ့ခန္ဓာကိုယ်လေးကိုဝင်ရတယ်လို့ပြောတာဟိုကောင်လေးနဲ့အခုလိုအတူနေဖို့ဖြစ်မှမဖြစ်နိုင်တာဟိုကောင်မလေးအိတ်တဲချိန်ကြမှာသူ့ကိုယ်လေးကိုဝင်ရတာဟာခမရအမျိုးသမီးပြောလိုက်တဲ့စကားကိုကြားလိုက်ရတဲ့အခါနေလေးအောင်ခေါင်းတစ်ခုလုံးပွင့်ထွက်သွားမှတက်ဖြစ်သွားတယ်လိုက်ခဲ့ပါမောင်ရဲ့မမနဲ့လိုက်ခဲ့ပါဟာမလိုက်ဘူး
နဖူးကိုပွတ်တက်ပြီးမျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါအိတ်ခမ်းတစ်ကောင်းလေးစောင့်မိတဲ့ကြောင်းသိလိုက်ရတယ်။အခန်းပြင်ကိုထွက်လာပြီးမီးတွေဖွင့်ပြီးနောက်ပတင်းတစ်ခါပေါက်ကိုဖွင့်ကြည့်လိုက်တဲ့အခါအလင်းရောင်မမြင်ရသည်။ဒါကြောင့်နေရန်ကနာရီကိုလှမ်းကြည့်လိုက်တယ်။နေရန်ကနာရီကမနက်9 နာရီထိုးရင်10 မိနစ်သာလိုတော့ကြောင်းညွှန်ပြနေတယ်။အမျိုးသမီးပြောလိုက်တဲ့စကားကိုပြန်ကြားရောက်ပြီးငသိဆက်ကကြွေးစည်းတွေကျလာတယ်။အိမ်မက်သာဖြစ်ပါစေလို့ဆူတောင်းနေမိတယ်။စိတ်လှရှားနေရကြောင်းစပွဲဘော်ကတောက်လက်ဆဆေးဘောလေးကိုမင်းကြီးလိုက်ပြီးဖွာရှာလိုက်တဲ့ချိန်စပွဲကုံကအလိုလိုရွှေ့သွားတာကိုမြင်လိုက်ရတယ်။ကထဲကဆေးဘောလေးလွတ်ကျသွားတဲ့အထိကြောက်လန့်သွားပြီးခြာယာကချကစပွဲကုံကိုစိုက်ကြည့်နေတယ်။ဘာဖြစ်လာလဲနေလေအောင်။အတန်ကြားပြီးလှည့်ကြည့်လိုက်တဲ့အခါအိမ်နောက်ခန်းကိုဝင်တဲ့အပေါက်ဝမှာတမင်ရင်ရှားနေရက်နေတဲ့အေးတနာကိုမြင်တွေ့လိုက်တာကြောင့်အလန့်တကြားထောက်အောင်လိုက်တယ်။ဟဲ့ဘာဖြစ်နေရလဲ။ဘာမဟုတ်ပါဘူး။ရုတ်တရက်ဆိုတော့လန့်သွားလို့ပါ။နင်တော့ပြီလား။အိမ်ရှိမှမီးလင်းနေရတွေ့လို့ထလာလား။ဟမ်နင်ကအစောကြီးချိုးမလို့လား။နေလေးအောင်ပြောလိုက်တဲ့အခါမှာအေးတနာကသူ့ကိုယ်သူဂတိထားမိသွားပြီးတန်တောဖြစ်သွားတယ်။နေလင်းအောင်ရဲ့မျက်လုံးကအေးတနာရဲ့လယ်ပင်ပေါ်ကအနီကွက်တီကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့တကူလုံးကျင်စက်နဲ့အတုခံလိုက်ရတယ်လို့ဖြစ်သွားနေရောတယ်။နေရေချိုးချင်ချိုးလေမချိုးပါဘူး။နေကိုမေးရှာရှိတယ်။ငါအိတ်နေတော့အခန်းထဲကိုဝင်လာသေးလား။ဝင်လာရအောင်နေကအခန်းတကောက်ကိုကျန်းချပြီးအိတ်တာမဟုတ်ဘူးလား။နေလေးအောင်ပြောလိုက်တဲ့စကားကြောင့်အေးတနာတွေ့ပြီးသွားတယ်။ဘာဖြစ်လို့လဲ။ငါချင်တော်လေးမှာနေရဲ့အောက်ခံပေါင်းပြီးရောက်နေတယ်။အေးတနာကနေလေးအောင်ကိုမကြည့်ပဲအောက်နှုတ်ခမ်းကိုကြိုက်ကခေါင်းငုပ်ထားလိုက်တယ်။ဒေါ်လေးပြန်လာရင်ပြောစရာလေးရှိတယ်။ဟမ်ငါလက်ဖေးဆိုင်သွားမယ်ဟာ။အစိုးရရှိသေးတယ်ဒီဆိုင်ကဘယ်လိုဖွင့်အောင်မှာတော့။9 နိုင်ဆိုဖွင့်ပြီ။မိုးလေးမှပြန်လာခဲ့မယ်။အမေဒီမနေ့ပြန်အောင်မှာမလား။ဟုတ်တယ်။ငါလက်ဖေးဆိုင်သွားတော့မယ်ဟာ။တကားပေးအောင်။မနေ့7 နာရီကျော်လောက်အိမ်ပြန်လာချိန်နေလင်းအောင်ရဲ့မိခင်ကပြန်ရောက်နေပါပြီ။အေးတနာနဲ့တီတိုပြောဆိုနေတဲ့မိခင်ကိုမြင်တွေ့လိုက်ရတဲ့ချိန်နေလင်းအောင်လို့တုံလုံးနေတယ်။ဒေါ်လေးပြန်လာရင်ပြောစရာရှိတယ်လို့အေးတနာပြောခဲ့တယ်။အဲဒီစကားကိုမပြောပြပါစေနဲ့လို့ကြိတ်ပြီးဆုတောင်းနေတယ်။ဘယ်ကပြန်လာလဲ။ပြတ်သားတဲ့မိကုံးနဲ့တူဆူဆူရဲရဲကြည့်နေတဲ့မိခင်ရဲ့မျက်လုံးတစ်စုံကိုရင်ဆိုင်ဖို့ခွန်အားရီရုတ်တရက်ကုန်ခန်းသွားလားထင်ရအောင်စွန့်အားနေမိပါရဲ့။ဟဲ့ငါမေးနေရလေ။လက်ဖေးဆိုင်ကားပါမေ။မနက်9 နာရီကထွက်သွားတာဆို။ဝေစားလေတာဇော်မင်းတို့စိတ်ယုံပူမှာဖြစ်တော့မယ်။အစိုးရဆုံးရင်ဆိုင်ရမယ်တင်မဲ့ပြီးရင်ဘက်တစ်ခုလုံးဖားဖို့ကဲသို့ဖြစ်နေရမှမိခင်ပြောလိုက်တဲ့စကားကိုကြားလိုက်တဲ့အခါစိတ်သက်သာရရှာသွားလိမ့်။ဗျာဇော်မင်းတို့ဘာဖြစ်လို့လဲ။အစာမစားတာရက်ကြတော့အားပြတ်သွားလာမှမသိတာ။အိယာကမထနိုင်တော့ကမ္မထမ်းရောပေါက်နေပြီ။ဝေစားလေးပြီးဟိုဘလန်းကဦးမျိုးထွန်းရဲ့ကောင်ကိုညီသွားတော့ဟုတ်ကဲ့မေ။အဝေစားလေးရခန်းထဲကိုဝင်လိုက်တဲ့ချိန်ဇော်မင်းထွန်းမြင်လိုက်ရတဲ့ခိုက်နေလင်းအောင်ပါဇက်အဟောင်းသားဖြစ်သွားတယ်။မင်းညနေကနေမတူတော့ပဲပချောင်းနဲ့ချောင်းကြကပိန်ချုံနေလေပြီ။အမျိုးသမီးပြောခဲ့တဲ့စကားကိုပြန်စင်းစားမိရဲ့အခါအိမ်မက်မဟုတ်ပဲတကယ်ဖြစ်ပျက်နေကြောင်းသိလိုက်ရတော့တုံးလုံးချောက်ချသွားလိမ့်တယ်။ဇော်မင်းထွန်းကိုစင်းရုံတင်ပြီးကုတော်လဲယောဂရှာပြီးမရတာကြောင့်ဆရာဝန်ကြီးလက်ရှရတဲ့စိတ်ကိုရောက်ခဲ့လိမ့်ပြီ။အခြေအနေမကောင်းတော့တဲ့ဇော်မင်းထွန်းကိုစင်းရုံကစင်းခွင့်တောင်းကအိမ်ကိုပြန်ခေါ်လာခဲ့ပါရင်အယိုးရီချင်းကအဖိုးအယိုးပေါက်နေတဲ့ဇော်မင်းထွန်းဟာမကြည့်ရတော့တာကြောင့်စင်းရုံကနေအိမ်ကိုပြန်ရောက်တဲ့အခါမိခင်ကိုဖြစ်ပျက်သမျှအကြောင်းစုံဖွင့်ပြောလိုက်ရောတယ်။မင်းပြောတော့ငါမယုံ။ငါပြန်ရောက်ချင်းအေးသက်နာပြောတော့မင်းကိုမေးမလို့ပဲ။ဇော်မင်းထွန်းကိုစင်းရုံတင်စားရှိလို့မမေးသေးတာ။ဟုတ်ကဲ့မေ။သမီးအခန်းထဲကိုခဏသွားနေစမ်းသူနဲ့စကားပြောကြရှိတယ်။အေးသက်နာကနေလင်းရောက်ရဲ့မျက်နှာကိုမတိမတာကြည့်ပြီးအိမ်တော်ဘေးကိုဝင်သွားလိမ့်မယ်။အေးသက်နာကိုမင်းဘာလို့မိသေးလဲ။ဗျာဘာမလို့ပါမညာနဲ့အေးသက်နာငါ့ကိုအကုန်ပြောပြီးပြီ။ဗျာတော့ဘာမှမလုပ်ရပါဘူးမေ။အိမ်မက်ထဲမှာအမျိုးသမီးနဲ့တွေ့ရပဲရှိတာပါ။နေလင်းအောင်ငါနေ့ကိုမွေးထားတယ်မေ။ငါ့ကိုညာဖို့မကြိုးစားနဲ့။ तू အိမ်နေတော့ခန်းထဲကိုဝင်ပြီးသူ့ကိုဘာလုပ်မိရဲ့ဆိုတာငါ့ကိုမှန်မှန်ပြော။ဖျားစုပါစီအမေရဲ့တာချိန်ပြောရဲပါတယ်။ तू အခန်းတကားကိုကြက်ချပြီးမှအိတ်တက်တာအမေလည်းသိပါတယ်မလား။နေ့လည်နေခင်တော့သူ့ခန်းထဲကိုမဝင်ပါဘူးမေရဲ့။သူ့အသာဘာမှမလုပ်ပါဘူး
အေးတန်လာရဲ့ချင်းတောင်ထဲမှာနင်းရဲ့အောက်ခံပေါင်းပြီးရောက်နေတာနေပါပြောင်းနေဗျာအဲ့ဒါနေလင်းအောင်ဗျာမေအေးတန်လာအပြိုရည်ပြတ်သွားပြီဆိုရင်နေကြမလားအဲ့ဒါနေမဟုတ်ရင်ဘသူလက်ချက်လဲဗျာတာဘာမှတော်စမ်းတညာတည်းမဟုတ်ဘူးဆဆချင်းလေးကသူ့ကိုယ်သူဘာဖြစ်မှန်းတော့မသိရှာဘူးငါမရှိတော့တိုင်ပင်စရာမရှိလို့အောင်ကြီးနေခဲ့ရှာတယ်ငါပြင်ရောက်တော့မှသူခံစားရတာတွေငါ့ကိုအကုန်ပြောပြတယ်တာပြောတော့ခဏလေးနားထောင်ပါမိခင်နေဘလို့ညာမလဲဆိုတာနားထောင်မယ်ပြောစမ်းအေးသနာသုံးနေတဲ့ပေါင်တာနဲ့အိမ်မက်ထဲကအမျိုးသမီးသုံးနေတဲ့ပေါင်တာနဲ့ကအတူတူဖြစ်ကြောင်းအိမ်မက်ထဲမှာဖြစ်ပျက်တဲ့အတိုင်းအေးသနာရဲ့လေပင်မှာအနီကွက်တွေကိုမြင်ခဲ့ရကြောင်းမထင်းမထန်ပြောပြလိုက်ပါရီနေပြောပြီးသွားပြီလားနေလျောင်ဟုတ်ကဲ့ပြီဒါဘာမှမလုပ်တောင်တော့အကျေပြောရဲပါတယ်သူဖြစ်နေတာသူခံစားနေရတာကိုမီးရဲ့ယောဂတင်ပြီးရှာဝင်နေပြတော့မှအပြိုကြီးပြက်နေတာသိခဲ့ရတယ်သူ့မှာရေးစားမရှိတာငါသိဆုံးသူအိယာကနိုးတဲ့ချိန်ချင်းတောင်ထဲမှာအရက်နဲ့ရတယ်လို့ငါ့ကိုပြောပြီးပြီဘာညာချင်းသေးလဲတာဘာမှမလုပ်ပါဘူးငါရှေ့ထွက်သွားစမ်းဟာနင်းမျက်နှာကိုမကြည့်ချင်ဘူးအိမ်မှာမနေနဲ့တော့ဒီအိမ်ကနေထွက်သွားတော့နေအဖေသိရင်ငါ့ကိုတတ်လိုက်မယ်ငါလင်ကိုထောင်ကြမခံနိုင်ဘူးဟဲ့လူမရဲ့နေအဝိစားတွေကိုယူပြီးအိမ်ပေါ်ဆင်းသွားတော်လေးမလုပ်ပါနဲ့သူလုပ်တာလို့တမင်းပြောပါဘူးသူကြောင့်မဟုတ်ပါသူကြောင့်မဟုတ်ရင်ဘယ်သူနဲ့လဲပြောစမ်းမဟုတ်ပါဘူးတော်လေးတမီးကအခန်းတကားကိုဂျက်အသေးချာချပြီးမှအိပ်ပါတယ်မနဲ့အိပ်ရာကနိုးတော့လေဂျက်ကပွင့်မနေပါဘူးတော်လေးငါနားမလဲတော့အေးတန်လားနေတော့ချင်းနားလိမ့်မှုယူပြီးငါ့ကိုလိန်နေကြတာမလားမဟုတ်ပါဘူးတော်လေးဇက်ပိတ်တာဟိုကောင်အခုချက်ချင်းအိမ်ပေါ်အဆင်းဟုတ်ကဲ့ဒါထွက်သွားပါမယ်မီတော့ထွက်သွားပြန်မလာနဲ့ကျွန်တော်လည်းအိမ်ကဆင်းပြီးအဖေရဲ့ညီကျွန်တော်ရဲ့ဦးလေးရှိတဲ့ဘိတ်ကိုထွက်သွားတယ်ဦးလေးရဲ့ဆက်လေးမှာအလုံးဝင်လို့တယ်စိတ်မကောင်းလိုက်တာဗျာဘာလို့ဆက်ဖြစ်သေးလဲဇမင်းတို့ကကျွန်တော်အိမ်ပေါ်ကဆင်းသွားပြီး10ရက်ကြာမှစုံးနေလို့တည်ခဲ့ရတယ်အဖေကတီးတီးချင်းစိတ်ဆိုးပေမဲ့နားလေပေးပါတယ်ကျွန်တော်တို့ဖြစ်ခဲ့တော့မယုံကျွန်တော်တို့နှစ်ယောက်ကညီစုံပြီးဖြစ်ခဲ့တယ်လို့ပဲထင်ခဲ့တယ်အခုပြောလဲမယုံအမေကတော့ယုံသွားတယ်ဟုတ်လားဘာဖြစ်လို့လဲဇော်မင်းတို့ဆုံးကနီးပါဟိုအမျိုးသမီးကအမေကိုကျင်းသွားသွားတယ်ကျန်တဲ့ကိစ္စလည်းရှိသေးတယ်ဗျာဘယ်လိုတော့ကျွန်တော်လာမရှိဒီလိုပါဆရာဇော်မင်းတို့စီမှာဟိုအမျိုးသမီးကပူကန့်နေရောမယ်ဆေးရုံကလက်လျှော့လိုက်တော့ဇော်မင်းတို့ကိုအိမ်ပြန်ခေါ်လာပြီးဆရာတယောက်နေကူဒါပေမဲ့မရတော့ဘူးဗျာတေကန်နီးပါအမေကိုပြောသွားတယ်ကျွန်တော်အိမ်ပေါ်ကနှင်ချတဲ့အတွက်အမေကိုအသေးသက်မယ်တဲ့ကျန်တဲ့ကိစ္စတွေကိုထားလိုက်ပါတော့ဆရာဟုတ်ဗျာဇော်မင်းတို့တည်ပြီးတလားကြတော့အမေလည်းအတော်အသေးအံဖြစ်တာတယ်ကျွန်တော်နေကအဆက်အသွယ်မရတော့ဘူးအဲ့ဒီကြောင့်နောက်မှသိရတာအမေလည်းကြောက်လန့်ပြီးအဲ့ဒီအိမ်ကိုရောင်းပြီးတော့လာပဲဖြစ်ရတယ်ဗျာဒါနဲ့မအေးတန်လာကရောအေးတန်လာကိုပင်ရှိသွားတယ်အမေကဖျက်ချတင်ပေမဲ့အဖေကခွင့်မပြုဘူးအဖေမှာသားသမီးဆိုလို့ကျွန်တော်တယောက်တည်းရှိတော့ကျွန်တော်လိုက်စုံစမ်းတယ်ကျွန်တော်အိမ်ဘက်ကဆင်းသွားပြီး6လလောက်မှအဖေဘိတ်ကိုလိုက်လာတယ်ကျွန်တော်ကပင်လယ်ထဲမှာပဲအနေများတော့အဖေနဲ့မတွေ့လိုက်ရအောင်ကျွန်တော်ကိုရန်ကုန်ပြန်လာခဲ့ဖို့အကျိုးချောင်းပြောပြီးမှားခဲ့တယ်ဗျာကိုနေလင်းအောင်ရဲ့ဦးလေးကကိုနေလင်းအောင်သူ့စီရောက်နေရဲ့ကြောင်းသူ့အကိုစီအကြောင်းမကြောက်ဘူးလားဦးလေးနဲ့ဖေကအမွေကိစ္စနဲ့ရန်ဖြစ်ထားလို့စကားပြောကြဘူးဆရာကျွန်တော်ဘိတ်ကိုရောက်နေရဲ့ကြောင်းပြောတဲ့သူကအေးတန်တာပါအေးတန်တာကိုကျွန်တော်ဖုန်းဆက်ပြီးတောင်းပန်တော့မှသူလည်းကျွန်တော်ရှိရဲ့နေရာကိုသိသွားခဲ့တာဦးလေးနဲ့စကားပြောပြီးမယ်ဦးလေးစီမှာကျွန်တော်ရှိနေရအောင်သိတော့လေရောက်လာခဲ့တယ်ဆရာဟောဗျာမအေးတန်တာကြောင့်ကျွန်တော်ရမ်းသိချင်နေပြီသူအခုဘယ်မှာလဲကိုနေလေးအောင်သူအခုအိမ်မှာရှိရဆရာကျွန်တော်ဇနီးဖြစ်နေပါပြီဟာဘယ်လိုတွေဖြစ်ကုန်တာလဲဗျာအဖေပေးစားတာပါဟောဗျာဟုတ်ပါလေဆရာအေးတန်တာနဲ့ကျွန်တော်ကမောင်နှမနှစ်ဝမ်းဝဲဆိုတော့ယူလို့ရတယ်ဆိုပြီးအဖေကိုယ်တိုင်စီစဉ်ခဲ့တာပါအဖေဘိတ်ကိုလိုက်လာတော့အေးတန်တာမှာကိုဝင်ချောင်းလာဖြစ်နေပြီဟုတ်တော့ဟုတ်ပါလေမောင်လေနှမလေးပေါ့ဗျာရှေးဘိတ်ရဲ့လက်ထက်မှာလည်းရှိခဲ့တာပဲမယူလို့လည်းဖြစ်မှာဖြစ်တော့တာကျွန်တော်သမီးတော့ကလေး2ယောက်ရနေပြီဆရာ
အလိုဗျာသမီးကအသက်ဗနန်းနှစ်ရှိပြီလေ36နှစ်ရှိပြီလေဆရာဩမငယ်တော့ဘူးပဲဒါဆိုကိုနေလေးအောင်ကညီနေရအဖိုးဖြစ်နေပြီပေါ့ဦးနဲ့တော်ကရောဟုတ်ကဲ့ဆရာအဖေနဲ့မေကလည်းသူ့မြစ်တီနဲ့ကြမ်းတမ်းမှာပဲဆရာထူးထူးဆန်းဆန်းဆိုတာထက်ပိုပြီးထူးဆန်းလို့ပါတယ်ကိုနေလေးအောင်ကြောက်စရာလည်းကောင်းတန်ဝေကယူစရာလည်းကောင်းပါတယ်ကြောက်စရာကောင်းတယ်ဆိုတာတရေမောက်ပြောတာမဟုတ်ဘူးနော်ကိုနေလေးအောင်တို့ရဲ့အမူအကျင့်နဲ့အပြောဆိုရကြောင်မဖြစ်တင်တာဖြစ်ခဲ့ကြတာကိုပြောတာပါဆရာပြောရလဲမှန်ပါတယ်ကြောက်စရာကောင်းတာတွေကိုထပ်ပြောပြရင်ဆရာရုံပဲမတင်ဘူးလုံစမ်းပါဦးဗျဘလို့ကြောက်စရာကောင်းတာလဲဆရာကခုနကပြောခဲ့တယ်လေကျန်တဲ့ကိစ္စတွေထားလိုက်ပါတော့ဆိုတာဇော်မဲတော်တီတော့အိမ်မှာ3ရက်ထားတယ်တဲ့ညဆိုရင်အလောင်းကမျက်လုံးပွင့်ပြီးကစားနေရဲ့အဲ့တော့တွေ့ရအမေကြောက်ပြီးတော့အာတုဘကိုလာမဆောင်ရဲကြမှာဆိုလို့အမေကဘသူ့ကိုမှမပြောဘူးလေအပါအတော်ဆိုးရဲ့တရေမပါလားဟုတ်တယ်ဆရာအမေပို့ပြီးယုံသွားတာကအေးတန်နာနဲ့အမေကအခန်းထဲမှာတူတူအိတ်တယ်ညဆိုရင်အေးတန်နာကအမေကျုံကုန်းကိုရိုက်ပြီးနေ့ကိုမကျေနပ်ဘူးဆိုပြီးပြောတယ်တဲ့ညဆိုအခန်းတကားချက်ကအလိုလိုပြုတ်သွားပြီးအေးတန်နာကကျွန်တော်တို့အိတ်ခမ်းဘက်ကိုကူးသွားတယ်တဲ့နောက်တော့ထန်တန်းဆရာတယောက်နဲ့အေးတန်နာကိုကုလိုက်ရတယ်တနားလောက်နေတော့အမေလည်းအသေးအံဖြစ်တော်တာပဲဒါနဲ့အမေလည်းကြောက်ပြီးတော့အိမ်ကိုရောင်းပြေးတာပေါ့ဆရာဟာဒါဆိုရင်မအေးတန်နာရဲ့ခန္ဓာကိုယ်ရင်းဝင်ပြီးတော့ကိုနေလင်းအောင်နဲ့ချစ်ပွဲကြီးနှွှဲခဲ့ကြတာဖြစ်မယ်တော်တော်လာတဲ့တရေမပါလားတရေမကိုနေလင်းအောင်တော်တော်ချစ်ပုံရတယ်ကျွန်တော်ပါဇက်စောမိတို့ပါဆရာဘယ်လိုပဲဖြစ်ဖြစ်လေဗျာဒီလိုချစ်နိုင်ဖို့ဆိုတာလွယ်တာမှတ်လို့ကျွန်တော်စဉ်းစားမိတာတခုရှိတယ်ဟုတ်ကဲ့ပြောပါဆရာမအေးတနာနဲ့ကိုနေလင်းအောင်ကမောင်နှမနှစ်ဝက်ခွဲဖြစ်နေလို့တော်သေးတယ်မောင်နှမအရင်သာဆိုရင်တော့မတွေးဝင်းစရာပဲဟုတ်ပါတယ်ဆရာကျွန်တော်လည်းဆရာတွေးလို့တွေးခဲ့မိပါတယ်ဘယ်သူမှယုံကြမှာမဟုတ်ဘူးလေချစ်လဲချစ်နိုင်လို့နဲ့တရေမဒီဇလန်းကိုချစ်လွန်းလို့ဆိုပြီးအပြေးပေးလိုက်မယ်ဗျာဟာဆရာကြိုက်တယ်လို့ပေးရဒါနဲ့ကျွန်တော်တို့နေရတဲ့နာမည်တွေတော့အမှန်တိုင်းမျိုးကိုထပ်ပြီးမေတ္တာရက်ခံပါတယ်စိတ်ချကိုလေးအောင်ကျွန်တော်ဂရိပေးတယ်အထင်ရရင်တော့မအေးသနာနဲ့တွေ့ပြီးမေးချင်ပါသေးတယ်ဗျာဘာမင်းလို့လဲဆရာကိုနေလေးအောင်ကိုတရေမလောက်ချစ်နိုင်ပါမလားဟာဗျာဆရာလေးဗျာပရိသတ်များခင်ဗျာအခုတင်ဆက်ပေးတဲ့ဇာတ်လမ်းလေးကတော့စာရေးသူလွင်ဦးဟန်ရေးသားထားတဲ့ချစ်လွန်းလို့ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နောက်ဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်ခင်ဗျာ။